Bawa kaima syawanya menang Julai bawa deku dia ada Ini bawa maka dia ada Yosufi Kau ada buku dengan Yogi jadi ada nyasi pada itu masuk ke dalam sini Yogi itu cina langsung dengan nyasi langsung yang ini buku dia malah seorang les nanti sebut kemudian bilang doa les Tigre ke Malaysia ko pada dia ni aku nak tunji dah mahu mana dia tu biar ayah ni ane aku nak tunji tunji dia ada aku mahu biar aku jalan macam mana mahu duit saya Sama sih solusi, duit saya pun kami dah makan. Jadi dia bawa ke ibu, melana syawam le, buku duit saya pun kami dah makan. Kurang ada dia orang mandau makan, duit kan dia pun duit sih dia. Bukan makan, jangan nama kami candi new saya new sih tema. Sesuai dengan bahagian siapa yang orang sesuai dengan bahagian siapa yang orang. Itu orang sahaja yang menjanji buku dia ini segala solusi. Belanda buku mana le, India buku mana le sudah yang bukan. Jadi jadi bukan dia buku ini. Sudah biasa lah. Nanya buku jadi buku ini nana syawal. Awak ini mana? Kaya jadi na. Malaysia yang pada dia, Puyi sejari, cila lusi, maka lalu berjudi serang orang yang sangat. Kita mesti tahu dulu korek. Jangan dengar cinta kalamat tahu cinta. Kalau nyanyi kalamat tahu lah. Cukup cek ni aku, juga jadi tu mohon benar. Orang yang sama ada kalamat tu jaga, cukup cek juga. Macam betul ia tak ada lah sih. Oh iya, digini kalamat tu cukup juga. Kalamat tu lah. Orang wajah le jadi saya langsung ambil. Hoyi do de awak ni ko syawlan ne kha ye mo pya dana kulan ko yui cham ya so bya ka le thu le ko yui ko ya be ni lan nyum pya ni do ho ta chit ba bya lo di to ho ra do lo so lo di to ho re ni ya dana ka India negara kita terkuat. Kalau saya apa pun cedek, ini kau jual ini jual cedek, ini jual itu kita mau dijual, kita mau tak jual tukar. Ini kita mau tak jual jika kita masih jauh terus. Kalau cedek kuya, awak masih ada. Kalau dia awak masih ada, di orang juga sedang dia bukan buat saya. Kalau di kita muda sudah di kau juga, kalau awak masih ada,
တောစခန်းကိုဖြတ်တန်းလို့သူတိုင်းသူဒေသဗုဒ္ဓမှာတဲခုပြီးစခန်းချကြရတယ်တောရင်းကြီးကိုဖြတ်တန်းပြီးတော့ဒီဘက်ရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာလည်းပဲဒေသဗုဒ္ဓဆိုတဲ့ဒီဘုရားမှာခိတ္တခဏဉာဏ်နာလာဆိုတော့တကယ်စခန်းကြီးတစ်ခုဖြစ်နေတာပေါ့အဲဒီဒေသဗုဒ္ဓရွာစခန်းကြီးမှာဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေညောင်များစွာတောစခန်းဖြတ်တန်းပြီးတော့ခရီးသွားကြတာရှိခဲ့တယ်ဘုရားမြတ်စွာဘုရားကလည်းဘာသာတရားဟောပြောတဲ့ပုဂ္ဂိုလ်တွေအလွန်များအဲဒီပုဂ္ဂိုလ်တွေကရောက်လာလို့ရှိရင်ဒေသဗုဒ္ဓရွာမှာဟောပြောပွဲတွေလုပ်သွားဟောပြောပွဲတွေလုပ်သွားကြတယ်ဟောတဲ့ပုဂ္ဂိုလ်တိုင်းမှာသူ့ဝါဒကိုရှေ့တန်းတင်ပြီးတခြားပုဂ္ဂိုလ်တွေရဲ့ဝါဒကိုပုတ်ခတ်ပြီးပြပြောသွားတာတွေရှိတယ်များသူ့ဝါဒကကောင်းတယ်သူ့ဝါဒကကောင်းတခြားဝါဒတွေကမမှန်ဘူးသူ့ဝါဒကကောင်းတယ်ဒီလိုတခြားဝါဒတွေကမမှန်ဘူးတဲ့မိမိဝါဒကိုရှေ့တန်းတင်ပြီးတခြားဝါဒတွေကိုပြစ်တင်ရှုပြပြီးတော့ဟောတော်တယ်မြတ်စွာဘုရားကြွလာတဲ့အခါကျတော့ဒေသဗုဒ္ဓရွာကကာလမလို့ခေါ်တဲ့အမျိုးသားတွေဟာဘုရားရှိရာကိုထွက်လာကြတယ်ဘုရားအမြဲတမ်းထိုခေတ်ထိုကာလတုန်းကဘုရားမြတ်စွာဘုံကလေးအမြဲတမ်းကြီးတဲ့ပုဂ္ဂိုလ်ဘုံကလေးကြီးတော့ဘုရားကြွလာပြီဆိုလို့ရှိရင်ဘုရားကိုလာရောက်ပြီးတော့စိတ်ကကြတယ်အဲဒီလိုလာရောက်စိတ်ကပြီးတော့သူတို့ရဲ့အခြေအနေမှန်ကိုမြတ်စွာဘုရားကိုရှောက်တယ်ဘုရားဘာသာတွေတော့ဥပ္ပမဟုတ်ဘူးအားလုံးမှာဘုရားဘာသာမဟုတ်ဘူးသို့တော့နာမည်ကျော်ကြားတဲ့ဘာသာရေးခေါင်းဆောင်တွေဥလာဆိုပြီးတော့လာရောက်ပြီးတွေ့ကြတဲ့ပုံပဲအဲ့ဒီတွေ့တဲ့မှာလူတွေကဘာလျှောက်လို့ဆိုတော့ရှင်ဘုရားတဲ့ဘာသာရေးဆရာတွေဟာခိုင်းပြီးကဘာသာရေးအမျိုးမျိုးကဒီဒေသဗုဒ္ဓကိုရောက်လာကြတယ်ဗျာရောက်လာပြီးတဲ့အခါမှာသူတို့ဘာသာတရားသူတို့ရဲ့အယူဝါဒကောင်းကြောင်းဟောပြီးတော့တခြားအယူဝါဒတွေကိုတော့မမှန်ဘူးဆိုပြီးတော့ပြစ်တင်ရှုတ်ချသွားကြတယ်ဗျာအဲ့ဒီလိုကြီးပဲသွားတော့တပည့်တော်မှာဘယ်ဟာကအမှန်တရားလဲဘယ်ဟာကမမှန်ဘူးလဲဆိုတာရွေးချယ်ဖို့ခက်နေတယ်ဗျာဘယ်သူပြောတာမှန်ပြီဘယ်သူပြောတာမှားတော့တပည့်တော်မှာရွေးချယ်ဖို့ခက်တယ်ဟောဒီကနေ့ပြည့်တဲ့ဒီလိုအခြေအနေပဲလောကမှာဘာသာတရားရဲ့တစ်ခုနဲ့တစ်ခုမတူဘူးမတူတဲ့ဘာသာတရားတွေကိုကြည့်လိုက်ဟောဘုရားကကောင်းလို့ဒီဘာသာကောင်းလို့ဘုရားကမှန်လားတရားမှန်လားဘယ်ဟာကိုရွေးချယ်ပြီးလိုက်နိုင်ရမှာမသိအောင်လူတွေမှာအခက်အခဲကြုံနေကြတယ်ဒေသဗုဒ္ဓရွာကလူတွေကလည်းဒီလိုအခက်အခဲကြုံနေလို့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါရှောက်တော့မြတ်စွာဘုရားကဟုတ်တာဟောတယ်အမျိုးမျိုးပြောနေတဲ့ကြားထဲကနေဘယ်ဟာမှန်တယ်ဘယ်ဟာမှားတယ်ဆိုတာတန်တရားဖြစ်เสียကြီးပဲကျွန်တော်ကဘုန်းကြီးစီတက္ကသိုလ်ရောက်လာတော့တချို့ပုဂ္ဂိုလ်တွေရဲ့အတွေးကိုမရှောက်တချို့ဘာသာတရားကလိုက်နာဖို့မတန်ခက်ခဲတချို့ဘာသာကလိုက်နာဖို့ခက်ခဲလွယ်တယ်ပေါ့တချို့ဘာသာတွေပြီးတချို့ဘာသာလွယ်တော့လူဆိုတာအလွယ်ကြိုက်တယ်ဆိုပါစို့ဘုရားဘာသာရဲ့အခြေခံကိုပြောလို့ဆိုရင်ဘုရားဘာသာကခိုင်ကျိုးကိုလေးနဲ့ထားပြီးတော့ဟောတယ်ကုသိုလ်ကအကုသိုလ်ကဘုလို့တာကိုခံရတယ်မကောင်းတာလို့ရင်မကောင်းတဲ့အကျိုးခံရတယ်ကောင်းတာလို့ရင်ကောင်းတဲ့အကျိုးစံစားရတယ်ကံတိုင်းအကျိုးအသေးနဲ့ထားပြီးတော့ဘုရားဘာသာမှာဟောတယ်
ကိုလိုကိုကံဘုရားဘာသာတရားကမှားတာမရှိဘူးဒီလိုဟောတော့တချို့ဘာသာတော့အဲ့လိုမဟုတ်ဘူးလုပ်ချင်တာလို့ဘုရားရှိခိုးထောက်ပြီးတော့ confession လုပ်လိုက်တောင်းမှလည်းမယ်ဖြစ်တည်ကုန်ပြီးရောက်သွားတယ်လို့ရတာဘူးလွယ်တော့စိတ်ကူးထဲမှာတို့ဘယ်လိုပေါ်တော့လို့ဆိုဘုရားကိုကိုးဝေထားရတယ်ဘုရားကမလည်းမမဘူးကိုဖြစ်တာကိုခံရမယ်ဆိုလို့ရှိရင်မလည်းဘုရားကိုးဝေရတာကိုကောင်းလားဒီလိုအတွေ့အကြုံတွေပညာရှိမလည်းဘုရားကိုယ်ဝေရတာပို့ပြီးတော့ကောင်းမှာအဲ့ဒါနဲ့ပတ်သက်ပြီးဘုန်းကြီးပြောလိုက်အေးတကယ်ပုံရင်တော့မားတဲ့ဆရာကိုယ်ဝေကောင်းတာဟုတ်မမပဲနဲ့မားတဲ့ချင်းနေပြီးတော့ကိုယ်ဝေတာလူရှိရှုံးဆရာအားကိုနဲ့လုပ်ချင်ရလို့အချင်းကြရင် confession လုပ်လိုက်လို့ရှိရင်အားလုံးပြီးရောက်တယ်ဆိုတာသူပြောတဲ့တကယ်ဖြစ်တာလားမဖြစ်ဘူးလားဆိုတာတော့စဉ်းစားဖို့ဖြစ်ရင်တော့လည်းအားကိုးစရာကောင်းပါမယ်ဟုတ်တယ်လေလူဆိုတာအလွယ်ကြိုက်တာပဲဟုတ်ရဲ့ဥပမာတစ်ခုပြောကြတယ်အေးသူတို့ကယူတော့ပြီးတဲ့အခါဥပဒေအရအရေးယူခံရပြီအဲ့ဒီအရေးယူခံရတဲ့အခါမှာဘုရားရှင်မှာ confession လုပ်လိုက်ပြီးတော့ဒီအဖြစ်ကဖတ်တော့ပါတရားရုံးမှာ6ချက်ပြီးဒီအဖြစ်ကလွတ်ငြိမ်းချမ်းသာခွင့်တောင်းရင်လောကမှာကြားနိုင်သလားမရနိုင်နော်လက်တွေ့အားဖြင့်မရနိုင်တာကိုရတယ်လို့ထင်ပြီးတော့ပြမှုကျူးလွန်တဲ့ပုဂ္ဂိုလ်ကိုရုံးမနေတယ်အေးဒုက္ခနာလုံးပဲတရားရုံးကြတော့6ချက်ပေးလိုက်မယ်6ချက်ပေးလိုက်တာနဲ့တကယ်နဲ့ပြမှုတွေအားလုံးဘယ်လိုမျိုးလွတ်စေဆိုရပါဒီလိုတဲ့ဥပဒေကတော့မရဘူးဆိုရင်သဘာဝတရားကနှုတ်ထားတဲ့ဥပဒေဘယ်လိုလုပ်ရဆိုတော့ဒီကစင်တာပါတဲ့လောကမှာအပြောနဲ့ဒီနာလောကမှာအများကြီးရှိတယ်တကယ်လည်းဒီလိုဖြစ်နော်တကယ်လည်းဒီလိုဖြစ်တာအများကြီးအဲ့တော့ကိုလို့ရင်ကိုခံရတယ်ကိုကြိုးစားရင်ကိုဆံရတယ်ဆိုတာအလုံးချတတ်တဲ့ဘုန်းကြီးကဘာဖြစ်လို့လဲဆိုတရားရာပုဂ္ဂိုလ်ကိုတည်တာလေလက်တွေ့ကြတော့လည်းမဟုတ်ဘူးလားဆိုဟုတ်တယ်ကလေးတွေကာဝဲဖြစ်တဲ့ကလေးတွေဒီကိုစားချက်ကိုရတာပဲလေကိုစားရင်ကိုဝတာပဲဒီများသားကခံကြည့်ရင်ကိုမဝဘူးပေါ့လက်တွေ့တကယ်ကို practical ကြတာဘုရားတရားတော်တကယ် practical ဘုရားကိုခံရတယ်တကယ်လက်တွေ့မှာဟုတ်တယ်ကိုကြိုးစားရင်ကိုဖြစ်တာမကြိုးစားရင်မဖြစ်ဘူးဉာဏ်ဉာဏ်တွေဘလောက်ကောင်းကောင်းအိုင်ကျဘလောက်မြင့်မြင့်ကြိုးစားဖို့ဆိုတော့မဖြစ်ဘူးကြိုးစားပြီးဆိုရင်လောဘဝိရိယနဲ့ကြိုးစားတာအေးအရာမှာဘုရားသခင်ကမားနေတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကြတယ်အချိန်တန်ဘုရားအားကိုးဖို့ဆိုတော့သူကကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားကြရအောင်မလို့What should be done, what should not be done, ဘာလုပ်တဲ့လဲဘာမလုပ်တဲ့ဘူးလဲဆိုတော့ဖိုင်နာကြရတယ်မလို့လုပ်တဲ့မလုပ်တဲ့စဉ်းစားနေတယ်မလို့လုပ်ချင်တာတော့လူရဲ့ဉာဏ်ဉာဏ်တွေကလည်းဘာမှတန်ဖိုးမရှိလူရဲ့လုံလဝိရိယလည်းဘာမှတန်ဖိုးမရှိအတိမမပြုတဲ့ဘောဖြစ်တရားရာမှာဘုရားသခင်ရဲ့လူတော်များဒီလိုဖြစ်သွားတာပေါ့အဲ့တော့လက်တွေ့မှာဒါလေးအကုန်ဖြစ်နိုင်သလားလို့ဆိုတာကိုယ်ပိုင်ဉာဏ်နဲ့ပဲစဉ်းစားကြည့်ဘုရားကျမ်းစာဟောတဲ့တရားတွေကလက်တွေ့လုံးလို့ရတဲ့တရားကိုဟောတာစိတ်ကူးရင်ပြီးတော့မျှော်မှန်းရမှာမဟုတ်ဘူးဒီကနေ့လုံးနေတဲ့လောက်ရတဲ့အချိန်ကအကျိုးဖြစ်ဖို့တကယ်လို့ဒီဆိုပါတော့ဒီလမ်းပေါ်မှာရှောက်ပြီးဒီစခန်းရောက်မယ်ဆိုတာ
သိချာမိတာလမ်းကြောင်းပေါ်မှာရှောက်နေပြီထိုလမ်းကြောင်းမှန်မှန်လာရှောက်နေစခန်းကိုမြင်ရသည်ဖြစ်စေမမြင်ရသည်ဖြစ်စေလမ်းကြောင်းမှန်ရင်ထိုစခန်းကိုရောက်တော့မှသိတာဆိုပါတော့ရွှေကူဘုရားကိုတော့ရွှေကူဘုရားကိုဥတည်ထားတဲ့လမ်းကြီးပေါ်မှာလာရှောက်ရောက်ကိုရောက်တော့မှရောက်ရင်တော့ပြန်မရှောက်နဲ့မရောက်တဲ့လမ်းလည်းမရှောက်နဲ့မရောက်တဲ့လမ်းရှောက်မယ်ရောက်ရင်ပြန်ရှောက်မယ်ဆိုရင်ရွှေကူဘုရားရောက်မှာဟုတ်တယ်ဒါလေးကငြိမ့်ပြလို့ရတဲ့အရာတွေမဟုတ်ဘူး။ဒါကြောင့်မြတ်စွာဘုရားကလက်တွေ့အနေနဲ့ကိစ္စမုဒ္ဒိအလူတွေကိုကိစ္စမုဒ္ဒရွာလူတွေကိုလက်တွေ့အနေနဲ့ကိုယ်ပိုင်ဉာဏ်ချက်လုံးလို့မြတ်စွာဘုရားဒီလောက်တာကိုဟောတာ။အဲဒီလောက်တာကလူတိုင်းအတွက်ဘဝခရီးမှာခိုင်တိုင်းတစ်ခုပြုံးမဲ့လို့လည်းပြောရင်ပြောခရီးလမ်းကြောင်းပဲအမေရိကန်တန်ဖိုးရှိတဲ့ညာတစ်ခုသူ့ဘဝခရီးရွေးချယ်ရမယ့်နာမည်ထဲမှာပြတယ်ဒေသမုဒ္ဒိကလူဒေသမုဒ္ဒရွာကလူတွေကိုမြတ်စွာဘုရားဒီလိုတန်လျာဖြစ်နေတယ်ဆိုလို့ရှိရင်ငါပြောမယ်အမှန်တရားကိုရှာတဲ့အခါမှာအနုတ္တဝိညာဉ်တဆင့်ကြားစကားပေါ်မှာအခြေခံပြီးတော့လည်းမှန်တရားကိုရှာနေဘုရားပြောဒီလူကပြောတဆင့်ကြားစကားဆိုတဲ့အားပေါ်မှာအခြေခံပြီးတော့လည်းမှန်တရားကိုရှာနေtradition လို့ခေါ်တဲ့အစဉ်အလာဖြစ်သုံးတာနဲ့အစဉ်အလာယုံကြည်ချက်တွေနဲ့လည်းမှန်တရားကိုရှာနေအဘိဓမ္မာဆိုရင်သစ္စာစကားဆိုတာတွေကလည်းမှန်တာလည်းရှိမှားတာလည်းရှိဟုတ်ပြီမှလည်းဟုတ်တယ်ဟုတ်ရင်လည်းဟုတ်တယ်တရားတော့မပြောနဲ့ tradition လို့ဆိုတဲ့လူမျိုးတစ်မျိုးကဆင်လာကျင့်သုံးလာတဲ့လက်ခံလာတဲ့အရာလည်းမှန်တာလည်းရှိမှားတာလည်းရှိတရားတော့မပြောနဲ့ဒါကြောင့်အဲ့ဒါလည်းဆုံးဖြတ်နေမာဣတိခိရာယဒုတိယကလာပြီးဒါဒီလိုတဲ့သဘောလောက်တာနဲ့လည်းအမှန်တရားကိုဆုံးဖြတ်မရဘူးလို့သူပြောတဲ့သဘောကမှန်ရင်လည်းမှန်တယ်မှန်ဒီရနေတဲ့လို့ဆိုနောက်တစ်ချက်ကမာပိဋကသာပဒာနေတာပိဋကဆိုတာကိုသင်ထားတဲ့စာကိုသင်ထားတဲ့စာနဲ့တိုက်ညီတယ်ဆိုရုံနဲ့လည်းအမှန်တရားကိုဆုံးဖြတ်နေတော့စာထဲမှာဒီတိုင်းပါတာပဲစာအုပ်ထဲမှာဒီလိုရေးထားတာပဲဆိုတာနဲ့လည်းမှန်တရားကိုဆုံးဖြတ်နေ။အဲဒီလိုဆိုစာအုပ်ထဲမှာရေးထားတာမှားတယ်လည်းမှန်တယ်လည်းဟုတ်ပြောလို့ရတယ်။ဒီနေ့ကမှနိုင်ငံတကာမှာအင်္ဂလိပ်ဘာသာနဲ့ရေးထားတယ်ဘုရားဇင်ဆိုတဲ့ကောင်းစဉ်တက်တာတဲ့စာအုပ်တော်များများကိုယ်ယူဝါဒတွေနဲ့ရောပြီးတော့ရေးထားတဲ့စာအုပ်တွေတော်များမြတ်စွာဘုရားရဲ့အာဘောအတိအကျမဟုတ်ဘဲနဲ့ကိုယ်ချင်ရမြင်ရရေးထားတာမျိုးတွေအများကြီးရှိတယ်။ကောင်းစဉ်တက်တာတော့ဘုရားဇင်နဲ့ဒီစာအုပ်ထဲပါတယ်ဆိုပြီးတော့အကုန်လုံးစာအုပ်ထဲကပါတဲ့အတိုင်းပဲမှန်တယ်လို့ဒီလိုတွေ့ရဘူးတဲ့မှန်တရားရှာလို့ရတယ်နောက်တစ်ခုကအမှန်တရားကိုရှာတဲ့နည်းတစ်နည်းရှိတယ် logic လို့ခေါ်တယ်။အဲဒီ logic ဆိုတဲ့နည်းနဲ့တော့အမှန်တရားကိုရှာလို့ရတယ်။ရှာလို့မရဘူးလေအမှန်တရားရှာ။ logic နဲ့ရှာလို့မရဘူး။ကျိုးကြောင့်ဆင်ခြင်နေတဲ့အဲဒီနည်းစနစ်တစ်ခုကြီးမှန်တဲ့ကမှန်တယ်မှန်တဲ့ကမှန်ကျိုးကြောင့်ဆင်ခြင်နေတယ်ဆိုတာလူတိုင်းဟာသိကျိုးဖြစ်တယ်ဥပဆိုတဲ့လူဟာဖြစ်တယ်ဒါကြောင့်ဥပအတိအကျဖြစ်တယ်ဟောဒီအချက်တော့မှန်တယ်တခြားနည်းနဲ့လည်းတွေ့ပြီးတော့ရှိမှန်မြန်
မဲ့ဒီဖြူတော့အယောင်ရှိကိုဖြူခဲ့တဲ့ကောင်ကိုကြည့်ပြီးငှက်တာဖြူတယ်အဲဒါကိုကြီးကန်းကြီးဖြူတယ်လို့ဆိုမှားပါမယ်အဲ့လိုလောချင်နေတဲ့သင်ရင်တိုင်းတာလို့ရှိရင်လည်းအမှန်တရားဆိုတွေ့တယ်ဉာဏ်နဲ့လည်းသုံးသပ်တယ်ဒါကြောင့်ဘုရားရဲ့တရားတော်တွေအတ္တကဝါဆိုတော့လောချင်နေတဲ့မြင်တဲ့ကာလဉာဏ်မှန်တရားတခါတည်းကျတော့ inference လို့ခေါ်တယ်အနုမာနဆိုတာမှန်းဆပြီးတော့ကြည့်ဆိုတော့တရားသင်္ကန်းတရားဒီတလုံးကိုဒီပင်ကတရားဒီကိုစွတ်ပြီးတော့စားကြည့်လိုက်တယ်တရားဒီကချင်းတဲ့တရားဒီတွေ့ပါတွေ့တဲ့အခါကျတော့ဒီတရားဒီချင်းတယ်လို့ကြားတဲ့တရားဒီတွေလည်းအကုန်အချင်းကြီးပဲလို့ဒီကုန်းဆွဲရင်မမှန်ဘူးချိုးတဲ့အသီးလည်းရှိတယ်ဒီလိုဒီအသတ္တများတဲ့သို့မဟုတ်ချိုးတဲ့ကေဒီလည်းရှိတယ်အဲ့ဒါမျိုးလို့ပေါ့ inference ဆိုတာလည်းပဲသိပြီးမှန်တရားကိုရှာတဲ့အခါလုံလောက်တဲ့ဆုံးဖြတ်ချက်ကိုမပေးနိုင်ပါဘူးအကျိုးကိုကြည့်ပြီးအကြောင်းကိုဆုံးဖြတ်တာအကြောင်းကိုကြည့်ပြီးတော့အကျိုးဆုံးဖြတ်တာဒါကိုအနုပါဒလို့ခေါ် inference အဲ့ဒါနဲ့လည်းအမှန်တရားဆိုတာဆုံးဖြတ်လို့မရဘူးတဲ့လောကမှာအမှန်တရားကိုလူတွေလက်ခံနေကြတာဒါတွေပေါ်မှာအခြေပြုနေတာနောက်တစ်ခုကအာဂါရပရိဝိတက်ကဝိသန္နလို့ခေါ်ကျိုးကြောင်းဆင်ခြင်ပြီးတော့ဖြစ်ဒါတွေကတော့အကြောင်းနဲ့အကျိုးနဲ့စီလျော်တယ်လို့ဆိုပြီးတော့အမှန်တရားကိုရှာလို့မရဘူးတဲ့အဲ့ဒါလွယ်တဲ့အခါလွယ်သွားနိုင်တယ်ဒါကြောင့်သိတာတဲ့အရာမဟုတ်ဘူးနောက်တစ်ခုလူတွေကအမှန်တရားကိုရှာတဲ့အခါမှာမာနဲ့ရှာနေရှိဒိဋ္ဌိဒိဋ္ဌာနဲ့ခံသိတာကိုယ်ကအမျိုးမျိုးတွေးခေါ်ပြီးတော့တန်နေတဲ့လို့ယူထားတဲ့အယူဝါဒနဲ့ကိုက်နေလို့ရှိရင်လက်ခံရတယ်။ငါတိုက်တဲ့အယူဝါဒနဲ့တွေ့ငါအချင်းနဲ့ကိုက်ငါအမြင်နဲ့မှန်တယ်လို့ဆိုပြီးတော့ကိုယ်အမြင်လေးနဲ့မှန်လို့ရှိရင်လည်းမှန်တရားလို့ဒီလိုလက်ခံရတယ်။အဲ့ဒါလည်းပဲစိတ်ချရတဲ့အရာတစ်ခုမဟုတ်ဘူး။နောက်တစ်ခုလူတွေကအမှန်တရားကိုရှာတဲ့အခါမှာဒါလေးကတော့မှတ်သားထိုက်တယ်ဟုတ်တယ်ယုတ်တိရှိတယ်ဆိုတာလေးနဲ့မှန်တရားကိုလက်ခံတာရှင်းတယ်လို့စဉ်းစားဒါလည်းပဲစိတ်ချရတဲ့အကြောင်းတရားတစ်ခုမဟုတ်ဘူးနောက်ဆုံးတစ်ခုရသော်ကမာသနောမောကတုဒီပုဂ္ဂိုလ်ကြီးကတော့တို့ရဲ့ဂုရုကြီးပဲဆရာကြီးပဲသူပြောတာတွေမှန်ရမယ်လို့ဒီလိုလည်းတော့ဆုံးဖြတ်ဂုရုမဆေဆရာပြောတာပဲဆရာစကားဆိုပြီးတော့မှန်တရားလို့ဒီမဆုံးဖြတ်ပါနဲ့အခုပြောခဲ့တဲ့အချက်တွေအမှန်တရားကိုဆုံးဖြတ်တဲ့အခါမှာအာဟုယုံကြည်လောက်တဲ့အကြောင်းတရားတွေမဟုတ်ဘူးတဲ့မြတ်စွာဘုရားအာဟုယုံကြည်လောက်တဲ့အကြောင်းတရားတွေကိုယ်တိုင်လက်တွေ့သိတဲ့ပုံမှာအခြေပြုပါကိုယ်တိုင်သိထားတဲ့ချက်ပုံမြတ်စွာဘုရားကဟောတယ်အေးလောဘဆိုတဲ့သဘောတရားဒေါသဆိုတဲ့သဘောတရားမောဟဆိုတဲ့သဘောတရားပြည့်ရှိသလားပြည့်မရှိဘူးဓမ္မလိုပြောရရင်ငရဲရှိသလားမရှိဘူးကိုယ့်အကိုစဉ်းစားကြည့်ငရဲရှိတာမရှိတာပြည့်ရှိတာမရှိတာဘာနဲ့တိုင်းတာလဲဒေါသဖြစ်လာပြီဆိုလို့ရှိရင်သင်ရှားတယ်ပြောကိုယ်စိတ်ထဲနှလုံးထဲမှာဒေါသဆိုတာဝင်လာတာနဲ့စိတ်နှလုံးရဲ့အေးချမ်းမှုတွေလည်းဆုံးရှုံးသွားတာနဲ့ဒေတာပေါ့ငြိမ်းချမ်းတဲ့စိတ်ကလေးကိုမှမရှိတော့ဘူးပင်ကိုတည်ငြိမ်တဲ့စိတ်ကလေးပြည့်စည်သွားအဲ့ဒါဒီပဲအပြစ်ဖြစ်သွားပြီပေါ့ဒါဒီပဲဆိုးကျိုးခံရပြီပဲနောက်ဘဝငရဲရောက်တာမရောက်တာသာဒါ
ဒေါသဆိုတာလေးကဖြစ်လာတာကောင်းလားမကောင်းလားစဉ်းစားကြည့်ဖြစ်လာတဲ့အချိန်ကနှလုံးသားကိုပူလောင်စေအရာရာကိုမချေမနှက်ဖြစ်လာအတွေးတွေကလည်းရိုင်းဆိုင်တဲ့အတွေးမျိုးတွေတွေးလာတယ်ဒေါသဖြစ်လာလို့ရှိရင်ပြုံးရှင်တဲ့မျက်နှာပျက်စီးသွားတယ်ဒီလိုကိုလုံးအလားဆက်ဆက်တုံးလာတယ်ပြင်းထန်လာလို့ရှိရင်ဟောတခါကပြောပြီးဆိုတဲ့အခါမှာလည်းကျင်နာတဲ့ဆံလုံးမထွက်ဘူးတဲ့မကြောက်မနာတာစကားမျိုးကိုပြောရဲလာလုပ်တဲ့အလုပ်ကလည်းကိုယ့်အတွက်နေနာမဲ့အလုပ်တွေဒီကြားအတွက်နေနာမဲ့အလုပ်တွေဟောတယ်လို့လုပ်အဲ့လိုဒေါသလက်တွေ့ကြကြစဉ်းစားပြီးတော့ကြည့်လိုက်လို့ရှိရင်သူများကိုလုပ်တာမလုပ်တာဒါကိုယ့်ရဲ့နှလုံးသားနဲ့ဖြစ်လာတဲ့အချိန်ကစတည်ငြိမ်မှုတွေဆုံးရှုံးသွားတာကလူလည်းသိတယ်ခါမယ်။ခိုင်းလို့ပြောရှင်းနေတာတွေဆုံးရှုံးသွားပြီ။ငြိမ်းချမ်းနေတဲ့စိတ်တွေဆုံးရှုံးသွားပြီ။နောက်ဆုံးမှာသွေးရောဂါရှိသွေးတက်သွားမယ်။နှလုံးရောဂါရှိတဲ့ဆိုအားတက်ရသွားမယ်။ချက်ချင်းကြောက်တာဒါထင်ရှားတဲ့တာကအဲ့လိုကိုယ်တိုင်သိနေတာဒေါသကောင်းလားမကောင်းလားကောင်းဘူးလို့ကိုယ်တိုင်ဆုံးဖြတ်ချက်ချရပြီပေါ့သက်ဆောင်ရကအဲ့ဒါကိုပေါ်လို့ဖြစ်ဒီဘာဝတရားတွေဘယ်တရားကပဲဒေါသကောင်းတယ်လို့ဒီလုံးချင်တာတွေလို့ငါရှိဝန်ခံလိုက်လို့ရှိရင်အပြစ်တွေကုန်ကြောက်ဖြစ်ပြီးသားအပြစ်တွေဘယ်လိုလုပ်ကြောက်ဒေါသကြောင့်ဖြစ်လာတဲ့အကျိုးဆက်တွေဆုံးရှုံးပြီးသွားပြီနှလုံးသားထဲမှာအမုန်းတရားဝင်လာတဲ့နေရာနဲ့အေးချမ်းတဲ့စိတ်နှလုံးတွေဆုံးရှုံးသွားပြီ။တည်ငြိမ်တဲ့စိတ်ကလေးတွေဆုံးရှုံးသွားပြီ။မပြောတဲ့နာတွေပြောပြီးသွားပြီမလုပ်တဲ့နာတွေလုပ်ပြီးသွားပြီ။ကျင့်လို့ရမရတော့ဘူး။ What should be done cannot be undone. လုပ်ပြီးသားတဲ့လူကမလုပ်ဘူးလို့ပြောလို့မရတော့ဘူး။ဒီကနေ့ကအမှားကြီးချွတ်ချော်တဲ့အားဖြစ်သွားတယ်။အဲ့တော့ဒီလောဘဒေါသဆိုတဲ့ဘာဝတရားမှာပြည့်ရှိသလားမရှိဘူးလားဖြစ်ဆိုတာဘာလို့မကောင်းတဲ့ကျိုးတွေပြီးအဖြစ်ပြည့်ရှိသလားမရှိဘူးလားဆိုရှိတာပေါ့ပညာရှိတွေကချင်းမွားသလားကဲ့ရလားကဲ့ရတာပေါ့ဒေါသကိုဘယ်သူမှမရှိပါဘူးဘယ်ပညာရှိကမှအေးဒေါသဆိုတော့ကောင်းတယ်စိတ်ဆိုးတာကောင်းတယ်ဘယ်သူမှမပြောပြောကြလို့ရှိရင်ဒီခန္ဓာစိတ်ဆိုးကြတဲ့တရားနဲ့တရားသိအောင်နေကြတယ်ဒါပဲပြောမှာယူကြည့်ပါဘယ်လိုရဖြစ်ကြတရားနဲ့တရားမတည့်ကြတဲ့မုန်းကြလို့သူကမဟုတ်ဘူးနော်ဒီချို့တူပဲလောဘဆိုတဲ့သဘောတရားနဲ့စဉ်းစားကြည့်လောဘဆိုတဲ့သဘောတရားကကောင်းမလားလို့ကိုယ့်ကိုယ်စဉ်းစားကြည့်ဒီလူဆိုတာလောဘတော့ရှိမှာပဲကိုယ်ပစ္စည်းကိုနှမျောတာကိုယ်ပစ္စည်းကိုလိုချင်တာကိုယ်သားမရဖို့ကိုတတ်မဲ့တာကိုယ်မိသားစုကိုကိုယ်တွေ့တာဒါအပြစ်လားလို့မေးကြတယ်အပြစ်ဆိုဒီမှာမကောင်းတဲ့အကျိုးကိုလည်းဆောင်းနိုင်တဲ့ပုံကဲလောဘရှိတဲ့ကိုယ်ပစ္စည်းကိုနှမျောတာကိုယ်ပစ္စည်းကိုတွေ့တာကိုယ်မိသားစုပေါ်မှာကိုယ်တွေ့တာအပြစ်မရှိဘူးလို့ထင်တယ်လားဘယ်လိုအပြစ်ရှိလို့ဆိုရင်တွေ့ကြလို့ရှိရင်ဘာဖြစ်တယ်ဆိုရင်တောကဖြစ်တယ်။တောကဆိုတဲ့ဆိုးကျိုးကိုဘယ်သူမှယူလာတာလို့ဆိုတော့ဘာယူလာဒါအနည်းဆုံးဖြစ်နေတွေ့ကြတဲ့နေရာမှန်တယ်တောကဆိုတာလားပဲတောကဆိုတာကောင်းတဲ့အရာလားမကောင်းစိတ်ကူတဲ့ရှိတဲ့ပုဂ္ဂိုလ်ကိုပုံပြီးလို့ဆိုရင်ဒီကဒီပါးသာသမီတွေနဲ့ပတ်သက်လာဟောအချိန်ကြာလို့အိမ်ပြန်မရောက်ဘူးဆိုလို့ရှိရင်တမျိုးမျိုးနဲ့အိမ်ပြောဆောင်ဖြစ်အမျိုးမျိုးတွေအပြည့်ထွက်သွားပြီဆိုရင်ဗာများဖြစ်လာမလို့ကားရှိတဲ့ပုဂ္ဂိုလ်ကလည်းကားမောင်းသမားနဲ့အပြည့်ထွက်လိုက်ရပြီဆိုရင်ကားအိမ်ပြန်မရောက်တဲ့ချိန်တိုက်ညာလာမှာလားမှောက်ညာလာမှာလားနဲ့တော့ကားရှိမရှိဘူးတောကဖြစ်ပစ္စည်းရှိတဲ့ဆိုတာပစ္စည်းတွေကြောင်းကြသာသမီရှိတဲ့ပုဂ္ဂိုလ်သာသမီတွေကြောင်းကြအဲ့ဒါလောဘကပြီးတဲ့
ပြဿနာတွေပေါ့လောဘကပေးတဲ့ problem တွေတဲ့လောဘမရှိဘူးဆိုလို့ရှိရင်ဒါရငြိမ်းနေမှာမသိညာအဲ့ဆိုဘုရားဟောတာပြည့်ရတော်စာရေးတော့ကိုရှင်းရှင်းလေးပဲချစ်ခင်တွေ့တာမှုဒီတောကကိုမွေးဖွားပေးတတ်သည်လူတွေကတော့ကြိုးစားတဲ့ဒီတောကကဲမွေးရတဲ့ကြိုးစားတယ်တို့တော့တစ်ဖက်ကချစ်ခင်တွေ့တာမှုကြီးတော့မလျှော့ဘူးတောကပဲလျှော့ရမှာနော်အကြောင်းနဲ့အကျိုးကဆက်နေတာအဲ့ဒါဒီကိလေသာကြက်ဒီလောဘကို control လုပ်လို့မလုပ်ဘူးဆိုလို့ရှိရင်ဒီလောဘကဘာဖြစ်လာတော့လို့ဆိုကိုယ်ပစ္စည်းလိုချင်တဲ့လောဘဒီကိုယ်ပစ္စည်းနဲ့မကဘူးသူများပစ္စည်းကလိုချင်လာပြီဆိုရင်ဟောကြာဆုံးမှုတွေဖြစ်သွားခုံးတွေသူများတိုင်းမှုတွေကြာဆုံးမှုကြီးမှုတွေဟာဟောဒီလေလောဘကြောင့်ဖြစ်တယ်အဲ့တော့လောဘရဲ့အတိတ်ကလောက်ဖြစ်နေတာအဲ့ဒါမို့လို့လောဘကိုပညာရှိတွေကဒီမကောင်းမှုလို့ပြောကြတယ်ဒါလည်းတွေ့ပဲမကောင်းဘူးလောဘမထိန်နိုင်ဘူးဆိုရင်သူပုဂ္ဂိုလ်ဒီတာမန်လူကောင်းတယောက်ကနေပြီးအကိုလို့သမုတ်ခံရအကိုဆိုတဲ့ဘဝရောက်သွားပြီဓမြဆိုတဲ့ဘဝမှာရောက်သွားပြီဘယ်သူကပေးလိုက်တဲ့နာမည်လဲဆိုရင်လောဘကပေးလိုက်တဲ့နာမည်အကယ်၍သာသူများပစ္စည်းလိုချင်တဲ့လောဘမျိုးမရှိဘူးဆိုရင်သူဒီကိုယ်ရဖြစ်ကြနိုင်မယ်ဒီလိုမျိုးသူဒီကမောဟဆိုတဲ့ဘာဝတရားရှိသူကရင်ရင်ကလေးမောဟဆိုတာအေးကျိုးဝေးနေတာဘာမှပြဿနာမရှိဘူးလို့ထင်မောဟကိုပြဿနာရှိတယ်သူလုံးတဲ့နာရဲ့မလုံးတဲ့နာရဲ့သူမသိတော့ဘာတွေဖြစ်တယ်ဆိုမလုံးတဲ့နာတွေလုံးတယ်လုံးတဲ့နာတယ်မလုံးတော့အဲ့တော့မလုံးတဲ့နာကိုလုံးလို့ရှိရင်အဖြစ်ဖြစ်တယ်လို့ပဲလုံးတဲ့နာကိုမလုံးနိုင်နေလို့ရှိရင်အဖြစ်တူတူပဲအဲ့ဒီနှစ်ခုလူတွေကတော့ထင်ကြတယ်အာဒီလူကမလုံးတဲ့နာတွေလုံးတာကိုမလုံးတဲ့နာကိုလုံးနေတာအဖြစ်လို့ထင်နေကြတာလုံးတဲ့နာမလုံးလို့ရှိရင်လည်းအဖြစ်ပဲဆိုးရုံးနေတာကတူတူပဲအဲ့ဒါလူကြောင့်ဒီလိုဖြစ်ရတာလို့ဆိုမောဟဖြစ်မလုံးတဲ့နာကိုလုံးတယ်လုံးတဲ့နာကိုမလုံးဘူးဒီအတွက်ကြောင့်ဆုံးရှုံးတဲ့နာမှုတွေညောင်းရတာဖြစ်လာတယ်ကျေးဇူးနာဖြစ်တဲ့အခါကျတော့ဟောဒီလောဘတို့ဒေါသတို့မောဟတို့ဆိုတဲ့လူတွေရဲ့တဏ္ဍာမှာဖြစ်နေတဲ့ဘာဝတရားတွေကကုသိုလ်လားအကုသိုလ်လားလို့ကိုယ်ကိုစမ်းစစ်ကြည့်ကုသိုလ်ဆိုတာကောင်းကျိုးချမ်းသာတွေကိုပေးတဲ့ဘောတရားအကုသိုလ်ဆိုတာမကောင်းကျိုးကိုပေးတဲ့ဘောတရားမကောင်းကျိုးဆိုကိုယ့်ရဲ့တဏ္ဍာမှာ problem တွေဖြစ်စေကြားတဲ့ကြောင့်မတူဘူး problem မျိုးမျိုးတက်စေအဲ့တော့အခြေဆုံးကြည့်လိုက်တဲ့အခါကျတော့ကောင်းကျိုးပေးတယ်မရှိမကောင်းကျိုးတွေပေးတယ်လောဘကလည်းမကောင်းတဲ့ကျိုးသက်ဆောင်တယ်ဒေါသကလည်းမကောင်းတဲ့ကျိုးသက်ဆောင်တယ်မောဟကလည်းမကောင်းတဲ့ကျိုးသက်ဆောင်တယ်အဲ့ဒါမျိုးအကုသိုလ်အပြစ်ရှိတာအပြစ်ကင်းတာလို့ဆိုရင်ဖြစ်ဆိုတာသူများတွေကရှုပ်ချရမှာလားပြဿနာကိုဖြစ်စေဘူးလားဖြစ်စေတဲ့တရားတွေရှိတယ်အဲကြောင့်ပြစ်ရှိတယ်ပညာရှိတွေကကဲ့ရဲ့ရှုပ်ချရမယ့်တရားလားပညာရှိတွေကချီးမွမ်းတဲ့တရားလားဆိုတော့တကယ်ပညာရှိတွေကရှုပ်ချတဲ့တရားတွေလည်းမကောင်းဘူးလို့ရှုပ်ချတဲ့တရားတွေရှိတယ်အဲ့ဒီတရားတွေကိုလက်ခံကျင့်သုံးနေတဲ့ပုဂ္ဂိုလ်တရားတွေကောင်းမှုချမ်းသာရပါလားဆိုရင်မရဘူးဆင်းရဲဒုက္ခတွေရတယ်ဒါလက်တွေ့ကိုယ်ကိုယ်တိုင်စဉ်းကျင်စဉ်းစားလို့ရတယ်။ဟောမှာဖြေထုတ်ဒီနေရာမှာ tradition နဲ့ဆုံးဖြတ်တာမဟုတ်ဘူးနော်။စာပေကျမ်းဂန်နဲ့ဆုံးဖြတ်တာလည်းမဟုတ်ဘူး။ logic နည်းနဲ့တွေးပြီးပြောတာလည်းမဟုတ်ဘူး။လက်တွေ့နည်းနဲ့ပြောတာ။ခုနပြောတဲ့ inference ဆိုတဲ့အနုမာနလည်းမဟုတ်ဘူး။ကိုယ်ကြိုက်လို့ပြောတာလည်းမဟုတ်ဘူး။မှတ်သားလိုက်တယ်ဆိုတဲ့အချက်ကြောင့်လည်းမဟုတ်ဘူး။ဆရာကြီးရဲ့စကားပဲဆိုတာလည်းမဟုတ်ဘူး tradition နဲ့ဆိုင်ဒါကြောင့်အမှန်တရားဆိုတာခုနပြောတဲ့ tradition တွေ
report တို့ ERC ဒါတွေလည်းဆုံးဖြတ်ရမယ်ဟာမဟုတ်ဘူးတဲ့ကိုယ်လည်းလက်တွေ့နဲ့ဆုံးဖြတ်ပါမြတ်စွာလောဘဒေါသမောဟဆိုတဲ့ဒီတရားတွေရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဒီမကောင်းတာတွေလုပ်နေတယ်ဘလို့ကအမှန်တမ်းအရေးကြီးတယ်လုပ်တယ်ဆိုတဲ့ကမှားရမှုတွေဖြစ်တယ်ကောင်းတယ်မကောင်းတယ်ဆိုတာနဲ့ပတ်သက်ပြီးမာနဆုံးဖြတ်ကောင်းတယ်မကောင်းဘူးဆိုတာကြိုက်တဲ့ကြိုက်တဲ့ဆုံးဖြတ်မှုများကိုကြိုက်ရင်ကောင်းကိုကြိုက်ရင်မကောင်းဘူးဒီလိုမဟုတ်ဘူးတမန်တော်မှာမြတ်စွာဘုရားကစံလေးပေးတယ်မကောင်းဘူးဆိုတာပြောတာတော့မကောင်းဘူးဆိုတာနာတံကမ္မကတံသာတုယံကတ္တဝါအနိတ္တဝေယဘာအတုကိုရောဓံဝိပါကံပတိတိမကောင်းတဲ့မှုဆိုတာဘယ်လိုမှယံကတ္တဝါအနိတ္တရုပ်ပြီးတဲ့နောက်ကျတော့မှားလိုက်နေခြင်းဆိုပြီးစိတ်နဲ့နှလုံးထဲမှာပူလောင်ခြင်းတဲ့အလုပ်မျိုးမကောင်းဘူးတုံ့ပြန်လာတဲ့အကျိုးတရားကိုခံစားရတဲ့အခါမှာလည်းကြိတ်ပိတ်ပြီးတော့ငုံငုံယိုယိုနဲ့ကြိတ်ပိတ်ပြီးတော့ခံစားရတဲ့အခါမျိုးဖြစ်ပေါ်စေတယ်အဲ့ဒါမကောင်းဘူးလေကောင်းမှုဆိုတာကျတော့ဘယ်လိုမှာတော့တိစ္ဆကံကတန္တာလူယကတ္တဝနာလူတဲ့လုတ်ပြီးတဲ့နောက်မှာဘာမှမှားလိုက်တာကိုဥပဒေရမရှိဘူးတဲ့အဲ့ဒီအလိုမျိုးကောင်းတယ်ယတပတိကျော်သူမဲ့တော့ဝိပါကံပတိတိအကျိုးတရားရောက်လာတဲ့အခါမှာလည်းဝမ်းမြောက်တဲ့ပျော်ရွှင်စွာခံစားရတဲ့အခါမျိုးဒါကောင်းကောင်းမကောင်းကောင်းမှုနဲ့မကောင်းမှုမြတ်စွာဘုရားကအဲ့ဒါကိုစံထားပြီးတော့ဟောတာကာလမဒေသတွေမြတ်စွာဘုရားကကြည့်ကိုယ်ကိုယ်တိုင်လည်းတွေ့ဆုံကြတဲ့လူဟောတာအမှန်နဲ့လူဟောတာမှားတယ်လို့လုပ်နေတယ်ဒါတွေကိုစဉ်းစားနဲ့လက်တွေ့နဲ့ဆုံးဖြတ်စီအဖက်ကမြတ်စွာဘုရားဟောတယ်လောဘနဲ့ဆန့်ကျင်တဲ့အာလောဘဒေါသရဲ့ဆန့်ကျင်တဲ့အာဒေါသမောဟရဲ့ဆန့်ကျင်တဲ့အာမောဟအာလောဘဆိုတာ generosity လောဘနဲ့ဆန့်ကျင်တဲ့သဘောတရားဆုံးလွတ်နိုင်တယ်ပေးကမ်းနိုင်တယ်တွေ့တာမှုမရှိဘူးအာလောဘဆိုတဲ့အတွေ့အတာကင်းတဲ့သဘောကလေးဖြစ်လာပြီးစဉ်းစားကြည့်ဥပ္ပမှုကရောကြမတွေ့တာနဲ့ဒီတိုင်းနဲ့မပူပါဘူးဆိုတော့ပစ္စည်းဥစ္စာကိုသိနှမျောတဲ့ပုဂ္ဂိုလ်နှမျောတယ်ဆိုတော့ပုဂ္ဂိုလ်ကြီးလေးကိုစိုးစိုးမဲ့မဲ့နဲ့သိတွေ့တာတဲ့ပုဂ္ဂိုလ်နဲ့ဘိုးပစ္စည်းပေါ်မှာအသုံးပြုတော့လည်းသိမတွေ့တာတဲ့ပုဂ္ဂိုလ်အဲ့ဒီနဲ့ဥဟာသူပစ္စည်းကိုအကြောင်းပြုပြီးတော့တောကတွေ့တာတဲ့ပုဂ္ဂိုလ်ကတောကဖြစ်မတွေ့တာတဲ့ပုဂ္ဂိုလ်ကတောကမဖြစ်ဘူးအေးအေးလေးကမှဖြစ်ဘူးသိတွေ့တာလို့ရှိရင်တော့မိခင်တွေမှာလည်းသာသမီတွေပေါ်မှာသိချစ်တဲ့ပုဂ္ဂိုလ်ကအတွေ့အကြုံသိချလို့ရှိရင်တော့ကပို့ချီတချို့မိဘကမှန်သားအောင်ပဲသာသမီတွေပေါ်မှာထားတဲ့မိခင်မခင်ကသိပြီးတော့ကမဖြစ်ဘူးပေါ့သူကသူရဲ့အရွယ်ရောက်ပြီဆိုပြီးတော့ဖြေသိနိုင်တယ်အာလောဘဆိုတဲ့ဒီသဘောတရားပြုတန်တာမှာဖြစ်လာတဲ့တရားနဲ့ကောင်းတာတွေကိုစဉ်းစားတယ်အများကိုကူညီဖို့စဉ်းစားလာတယ်ပါဝါခြင်းကိုကူညီဖို့စဉ်းစားလာတယ်ဟောကောင်းတဲ့ဘာဝတရားတွေအရောဂဆိုတာဒီပေါ်လာတာနဲ့တရားနဲ့မုန်းတိမှုဆိုတာမရှိဘူးအလုံးပေါ်မှာအကျိုးစီးပွားလိုလားတဲ့မေတ္တာဆိုတဲ့ဘောတရားလေးပေါ်လာသမုဒယကင်းတဲ့နှလုံးသားပိုင်ရှင်မှာသာဝရငြိမ်းချမ်းတယ်။အဲကြောင့်လို့မေတ္တာအကျိုး7မျိုးလို့မြတ်စွာဘုရားဟောတာ။နှလုံးသားထဲမှာမုဒယမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်
တဲ့နာဝရငြိမ်းချမ်းနေတဲ့ကြောင့်ချမ်းသာအိတ်ဆက်ချမ်းသာနေရလို့အိမ်နဲ့ဆိုးကင်းစောင့်ခြင်းခံများလူသားလေးဖြစ်နာပြီးဖြစ်ရဆိုတဲ့အကျိုးတရားရ။ဘာဖြစ်လို့ရအောင်ဆိုသူကအေးစစ်ပြီးပဲလေအပူပင်တိတ်ရှိသူများပေါ်မှာမုန်းတာဒီတာမရှိတဲ့ကြောင့်သူစိတ်နှလုံးမှာအေးချမ်းနေတော့အိတ်ဆက်တဲ့ကောင်မှလည်းချမ်းသာတာပဲအိယာနိုးတာလည်းအမုန်းမရှိတဲ့ကြောင့်ဘာမှဘယ်သူမှလည်းသူကမမုန်းဆိုတော့သူနှလုံးသားအမြဲတမ်းအေးချမ်းအိမ်မဆိုးခင်အမုန်းတရားကင်းပြီးတော့ဒီနေ့အေးမြနေတဲ့နှလုံးသားပိုင်ရှင်စိတ်နှလုံးချောက်ချားွယ်ရအိမ်မက်တွေဘယ်တော့မှနိုင်မရစားမမဲ့ဆောင်ခြင်းကလည်းလူသားလေးချစ်နာလေးချစ်မှာပေါ့အမုန်းတရားမရှိတဲ့နှလုံးသားပိုင်ရှင်ရဲ့မျက်နှာစေတာဝရကြီးပြီးတော့နေတာမုန်းပြီးမှုရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကြတော့အဲ့ဒီလိုမဟုတ်ဘူးဘေးကလူကကိုသိတာမျက်နှာကြည့်လိုက်တာနဲ့အဲကြောင့်ဘုရားထက်ပြောတယ်ပေါ့သူလုံးစားစားနေရကြီးနိုင်မယ်ဆိုမျက်နှာကကျင်းမာနေတဲ့ပုဂ္ဂိုလ်ကြီးကျန်တော့ဟုတ်တယ်ဘာဝကျင်ကအလုံးလျောက်ကိုမောင်းတယ်လို့ဘာလို့လဲသူမျက်နှာကလည်းကျင်းမာနေတာသူနှလုံးသားကကျင်းနေအေးချမ်းမှုမရှိတဲ့ကြောင့်ဘယ်သူကမှမပြောနဲ့မပြောနဲ့နေတဲ့ကြောင့်သူကဆက်ဆံရေးတွေကြာချစ်ခင်တဲ့ပုဂ္ဂိုလ်တွေနေတာမျိုးကအမြဲတမ်းဆက်ဆံပြီးချိန်ရှားတဲ့ကိစ္စတွေအာရောဂဆိုတဲ့သဘာဝတရားဒေါသကိုဖယ်ရှားနိုင်ပါတယ်အာရောဂဆိုတဲ့သဘာဝတရားကလည်းလောဘကိုဖယ်ရှားနိုင်တယ်လောဘကိုဖယ်ရှားနိုင်လို့ရှိရင်အာရောဂထူထောင်ရကိုယ့်ရဲ့စိတ်နဲ့ဒေါသကိုမမုန်းတရားကိုဖယ်ရှားခြင်းလို့ရှိရင်အာရောဂဆိုတဲ့မေတ္တာတရားမိမိရဲ့နှလုံးသားထဲဒီဆောက်ခြင်းဖြင့်ဖယ်ရှားခြင်းယောဂဖြစ်ရင်ဘာလို့အထိုယောဂပြောတဲ့ဆေးတောက်ဆေးကလည်းယောဂကိုဖယ်ရှားနိုင်တာတို့တူပဲတဘာဝတရားတွေမှာလည်းအပြန်အလှန်ရှိတယ်ယောဂကိုဖယ်ရှားခြင်းအာရောဂကိုဒီဆောက်ရမယ်သူတို့နှစ်ခုကအလင်းနဲ့အပေါင်းလိုပဲတူတူနေဘူးမောင်ရှိနေအလင်းရှိလို့လင်းရှိနေမောင်ရှိဦးတိုင်းမဖြစ်နိုင်အာရောဂဒီယောဂကိုဖယ်ရှားခြင်းအာရောဂဆိုတဲ့မေတ္တာတရားဒီယောဂကိုဖယ်ရှားခြင်းအမောဟဆိုတဲ့ဉာဏ်ပညာဒီမောဟဖယ်ရှားခြင်းနဲ့ဆိုတော့ဒီအာရောဂအမောဟဆိုတဲ့သဘာဝတရားတွေဟာဒီလိုရဲ့ဉာဏ်နဲ့နှလုံးထဲမှာဖြစ်လာပြီးဆိုရင်ကောင်းကျိုးချမ်းသာပြီးဖြစ်ပုံရှိတယ်အမောဟအတိတ်ကဉာဏ်ပညာသောတာရမှာအမောဟကနေမောဟကိုဖယ်ရှားပြလိုက်ရင်သူပုဂ္ဂိုလ်ကြီးလုံးတဲ့မလုံးတဲ့ရှင်းရှင်းကြီးဉာဏ်လာဉာဏ်ဤအတွက်ကြောင့်မလုံးတဲ့နာကိုသူရှောင်တဲ့လုံးတဲ့နာကိုလုံးတဲ့လုံးသည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေရတယ်မလုံးတဲ့နာကိုမလုံးသည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေရတယ်။ဒါအမောဟရဲ့ဆင်းရဲဒါကြောင့်လို့အရောဂအမောဟဆိုတဲ့ဒီသဘာဝတရားတွေဟာဆိုးကျိုးကိုပေးရတဲ့အကုသိုလ်လားကောင်းကျိုးကိုဖြစ်ပေါ်စေတဲ့ကုသိုလ်လားလို့ဆိုတော့ကိုယ်ကိုစဉ်းစားကြည့်တာပညာရှိတွေခဲ့ရတဲ့တရားကချီးမွမ်းတဲ့တရားလားဆိုလူတွေကချီးမွမ်းတဲ့တရားပဲပညာရှိတွေချီးမွမ်းတဲ့တရားပဲလက်ခံချက်တော်လိုက်တဲ့ဆိုရင်ကောင်းကျိုးချမ်းသာတွေရစေနိုင်တဲ့တရားတွေပဲဆိုတော့အဲ့ဒီသုံးချက်ဒီ tradition နဲ့မဆိုင်ဘူး PRC ဆိုတဲ့သင်ကြားစကားနဲ့မဆိုင်ဘူး Ramana ဆိုတဲ့ tradition နဲ့မဆိုင်ဘူး ETPR ဆိုတဲ့ report နဲ့မဆိုင်ဘူးပိဋကသံဃာနာလို့ခေါ်တဲ့စာပေကျမ်းနဲ့ဆိုင်တာမဟုတ်ဘူးစာရဲပါလို့ဆိုတာနဲ့လည်းမဟုတ်ဘူး logic နည်းနဲ့စဉ်းစားဆင်ခြင်တာလည်းမဟုတ်ဘူးအနုမာနနည်းနဲ့စဉ်းစားဆင်ခြင်တာလည်းမဟုတ်ဘူးအကြောင်းကျိုးဆင်ခြင်ပြီးတော့အကြောင်းပြတာလည်းမဟုတ်ဘူးတကယ်ကိုသဘာဝကိုကကိုယ်ပိုင်ဉာဏ်နဲ့သိနိုင်တဲ့သိတာတဲ့အချက်အကြီးပဲဖြစ်ပါလေ
အဲ့ဒါပြောကြတယ်မြတ်စွာဘုရားဒီကာလမယောကသူတွေကာလမခေတ္တဗုဒ္ဓယောကသူတွေကာလမမျိုးသားတွေတန်တရားဖြစ်နေတာသူ့ဟာကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်ပြီးလောက်ရမှာပါလဲလို့ဆိုရင်မကောင်းဘူးလို့သိရင်ဆုံးဖြတ်ကောင်းတယ်လို့သိရင်လက်ခံခြင်းတော့ဘုရားနဲ့လုပ်တယ်ရသော်ဘုရားကရွေးချယ်ရမယ့်လမ်းလေးကိုကာလမအမျိုးသားတွေကိုလမ်းညွှန်ပြပေးအမှန်တရားကိုရှာတဲ့အခါမှာဒီရစေဆိုတဲ့စကားစင်ညာစကားနဲ့လည်းမရှာနဲ့ tradition ဆိုတာလည်းမရှာနဲ့စာပေကျမ်းကလည်းမရှာနဲ့ကိုယ်ပိုင်ဉာဏ်နဲ့ရှာဒါနဲ့ဆိုပြရမယ်ဆရာစကားဆိုပြီးတော့လည်းအဲ့ဒါမှထားကိုယ်ပိုင်ဉာဏ်နဲ့ရှာလိုက်လို့အဖြေထွက်လာနေတယ်အဖြေကဘာထွက်တယ်လို့ဆိုရင်မကောင်းဘူးလို့အဖြေထွက်ရင်ချက်ချင်းဆုံးယောဂလူတွေကအဲ့လိုမဟုတ်ဘူးမကောင်းမှန်းတော့သိတာပဲဒါလေးကတို့ရဲ့ tradition နဲ့ဟောစွန့်နိုင်ဘူးဘုရားမြတ်ဒါတို့ tradition အစင်အလာယဉ်ကျေးချက်ကြီးဒါတော့စာလဲပါလားဒါလေးကတော့ကျုပ်ကြည့်ရှိတာပဲကြောင်းကျုပ်ညီတာပဲဆိုပြီးတော့လက်ခံတာအဲ့တော့ဗျာအဲ့လိုမဟုတ်ဘူးဘယ်မှာမကောင်းဘူးလို့သိလိုက်တာလည်းတည်းနဲ့စွန့်လိုက်ပါအေးကောင်းတယ်လို့သိလို့ရှိရင်လက်ခံချက်တော့မှာနောက်လေးချမ်းသာနေပါမယ်။ဟောလူရတာလို့မဟုတ်ဘူး။ကောင်းမှန်းမသိဘူး။ကောင်းမှန်းမသိရှင်းတော့ဘုရားလက်တော်နေ။မြတ်စွာဘုရားလမ်းညွှန်ချက်မှန်တရားကိုရှာဝေပြီးတွေ့လာလို့ရှိရင်မှန်မှန်သိရင်ချက်ချင်းဆုံးမှန်မှန်သိရင်ချက်ချင်းလက်ခံကျင့်တော်ဖို့အဲလူတရားအတွက်ကိုယ်တည်းကိုကြီးအတွက်လုံလောက်နေသို့တော်မြတ်စွာဘုရားကာလမတုံနဲ့ဆက်ဟောသည်လူဆိုတာတဲ့တယောက်တည်းနေတယ်နဲလို့မိသားစုနဲ့နေဆုဆိုင်ရှိကိုယ်မိသားစုရှိတယ်လို့ပါဝင်နေတာဆွေရသားချင်းရှိတဲ့မိတွေမိန်းမရှိအပေါင်းအသင်းနဲ့နေတာတက်တော့ချက်အပေါင်းအသင်းနဲ့နေတဲ့အခါကျတော့ဘယ်လိုနေရမလဲဆိုတဲ့လမ်းညွှန်ချက်ကိုမြတ်စွာဘုရားဒီတုတ်တန်မှာဆက်ပြီးဘယ်လိုနေရမလဲလို့ဆိုရင်အပေါင်းအသင်းနဲ့မှနေလို့ရှိရင်လူတွေကြားထဲမှာနေအမုန်းတရားကိုဖယ်ရှားပြပြီးကိုယ်စုဆိုင်ဒီနေပါးရဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့ဆရာအများကောင်းကျိုးကိုမှဆောင်ရွက်နေဆိုတဲ့စိတ်လေးကိုရအောင်အဲ့ဒါကိုမေတ္တာလို့ပါအဲ့ဒီမေတ္တာတရားနဲ့စုဆိုင်ဒီမှာနေပါအဲ့ဒီလိုမေတ္တာတရားနဲ့နေတဲ့ထဲမှာဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့လာတယ်ဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်ကြအဲ့ဒီဒုက္ခကတွေ့ရလို့ကြောင့်ဝိုင်းဝန်းကူညီဖြေရှင်းပေးပါကရုဏာနဲ့society ထဲမှာတချို့ကအောင်မြင်ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့လိုအောင်မြင်ကြီးပွားလာတဲ့ပုဂ္ဂိုလ်တွေကြဝမ်းမြောက်လိုက်ပါတဲ့ appreciate it try သဘောပေါက်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ပါဟုတ်ရှိပါတဲ့ခြေလာကြီးဖြစ်အနာလိုဝန်လိုမှုတွေဖြစ်တာမေတ္တာမထားနိုင်ဘူးဆိုလို့ရှိရင်မုန်းတရားတွေကိုယ့်ရဲ့နှလုံးသားထဲမှာရောက်လာတဲ့တရားနဲ့အကျဉ်းသားတရားဆိုတာမလာတော့ဘူးကြီးပွားလာတဲ့ပုဂ္ဂိုလ်နဲ့တွေ့လည်းပဲဝါသာမှုဆိုတာမဖြစ်ဘူးမဖြစ်ရင်စိတ်လုံးညီညွတ်ရေးဆိုတာဘယ်လိုများဒီကနေ့ကမ္ဘာလောကလူကြီးလူတွေမှာမေတ္တာကရုဏာမုဒိတာဒီတရားတွေမပွားများပဲနဲ့ကမ္ဘာကြီးငြိမ်းချမ်းရေးကိုရှားနေဘယ်တော့မှမတွေ့နိုင်ဘူးကမ္ဘာငြိမ်းချမ်းရေးမပြောနဲ့မိသားစုတွေနဲ့ငြိမ်းချမ်းရေးမတွေ့နိုင်ဒီတရားမပါပဲဒီတရားပါမှလာရင်စိတ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာရနိုင်တယ်ကိုယ်ကိုယ်တိုင်းကိုကပထမငြိမ်းချမ်းကိုယ်ကိုယ်တိုင်းငြိမ်းချမ်းရင်ပါတော့ဆိုရင်ပါဝင်တဲ့ပုဂ္ဂိုလ်ရဲ့အကျိုးကိုလုံလာပါမေတ္တာဆင်းရဲဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်ကိုကူညီပါကရုဏာ
ချမ်းသာလာတဲ့ပုဂ္ဂိုလ်ဝမ်းမြောက်ဝမ်းသာဖြစ်ပါမူရတာကဲဒီလောကဆိုချမ်းသာတာလည်းသူ့တန်တဲ့သူပဲဆင်းရဲတာလည်းသူ့တန်တဲ့သူပဲစိတ်လို့ရှားမှုပြင်းပြင်းနဲ့အေးအေးချမ်းချမ်းနေခြင်းနဲ့ဆိုရင်တော့ဥပိ္ပခာရဲ့သဘောတရားကမြန်မာလူတွေမှာဥပိ္ပခာကိုသိတဲ့ကောင်းွယ်သူကသိပြီးဟောပြတယ်မေတ္တာလည်းအစပါပဲကရုဏာလည်းတာပဲမုဒိတာလည်းတာဥပိ္ပခာဆိုတဲ့သဘောတရားကလူဆိုတာသူကံနဲ့ဖြစ်တာဆဲသွားရင်လည်းမဆဲရမလားလို့စိတ်မဆိုးဥပိ္ပခာမှာလာရောက်ပြီးတော့ချီးမွမ်းပြီးတော့အကူကြီးပေးတယ်။အော်ဒီကောင်ကတော်တယ်ငါ့ဘုံကချီးမွမ်းပေါ်ရတယ်။ငါ့ကိုကူကြီးပေါ်ရတယ်ဆိုပြီးတော့လည်းဝမ်းသာ။ဆိုလိုတာစိတ်ကအလွန်ကြည်ငြိမ်တဲ့ပုဂ္ဂိုလ်အနေအထားမျိုးကိုပြတာလို့ခေါ်။စိတ်ကဒါကြည်ငြိမ်စိတ်ဓာတ်သာကြည်ငြိမ်တာလုံးဝရှိတာတော့လုံးပြီ။ဆိုပါတော့တတ္တဝါတို့အကူကြီးတို့တွေတရားကဆဲပြီးတော့ခိုင်းစိတ်ဆိုးလုပ်ပြီးတရားကချော့ပြီးတော့ခိုင်းဝမ်းသာလုပ်ပြီးအဲ့ဒါဥပိ္ပခာဝမ်းသာတယ်လို့စိတ်ဆိုးနေတယ်လို့ဆိုတာကစိတ်ကဘယ်လားမရှိတော့တည်ငြိမ်မှုမရှိတည်ငြိမ်မှုမရှိတဲ့သဘောကိုပြဥပိ္ပခာမှာတည်ငြိမ်မှုမရှိဘူးဆိုတာမရှိဒါကြောင့်ဥပိ္ပခာကိုဘာသာပြန်တဲ့အခါကျတော့ equanimity ကိုပြန် calmness mental calmness စိတ်ဓာတ်တည်ငြိမ်နေစိတ်ဓာတ်တည်ငြိမ်နေတာကအခုမြန်မာတွေကဘယ်လိုလေးပဲကောက်လဲဆိုလို့ရှိရင်ဥပိ္ပခာဆိုတာအေးကိုလည်းမတည့်တဲ့လူဒီကောင်မခေါ်မပြောနေနိုင်ဥပိ္ပခာဥပိ္ပခာခေါ်မပြောသူစကားပြောမဟုတ်တော့တဲ့ဥပိ္ပခာဟုတ်အဲ့ဒီဥပိ္ပခာတမျိုးအဲ့ဒီဒီမောင်ရတဲ့ဟာဟုတ်မောင်ရတဲ့ဥပိ္ပခာဆိုတာသူလောက်တာကိုခီးဆိုင်ပြီးတော့မတည်ဘူးလို့တဲ့နာတော့ဓမ္မတကယ်ကြီးဆဲတယ်ဒီပစ္စာဘူးလို့တဲ့နာတော့နော်ချီးမွမ်းနေတယ်ဒီပစ္စာဘူးလို့တဲ့နာတော့လုံးတဲ့နာကိုလောက်ပြီးစိတ်ဓာတ်ကတော့တည်တည်ငြိမ်ငြိမ်ထားအဲ့ဒါမှတကယ်ဥပိ္ပခာလုံးတဲ့နာတော့ဆိုလိုတာကဥပိ္ပခာဒီတတ္တဝါတွေကိုလိလိရှုတာမဟုတ်ဘူးပုဂ္ဂိုလ်ကိုလိလိရှုတာမဟုတ်ဘူးတဲ့ပုဂ္ဂိုလ်လုံးတဲ့အပြုအမူကိုလိလိရှုဒီပြောနေတာတွေပြောလို့ဒီမဆိုင်ဘူးငါတို့တဲ့နာမှာလောက်ပါအဲ့ဒါမှပြည့်တယ်ရသော်ဘုရားရှင်ကိုရောမြတ်ကကြည့်နေဝေဒကေဒီဝတ္တတိသသောရိတေဂုလိမာမေဝေဒကေဒီဝတ္တတိရသော်ဘုရားကိုတတ်ဖို့ကြိုးစားနေကြည့်တယ်သောရိတေဂုလိမာမေနောက်ကဓာကြီးနဲ့ခုတ်လို့လိုက်တဲ့တေဂုလိမာဓနပါလာဆိုတဲ့နာလာဂီရိစင်ကြီးထိုးတာလို့လာတဲ့နာလာဂီရိစင်ကြီးရာဟုလာသားတော့အဲ့ဒီ၄ယောက်ပေါ်မှာစိတ်ဓာတ်အတူညီအောင်ထားနေတယ်ဒီစေတနာရှိဘုန်းကြီးတို့တွေထားနိုင်မှာအားလည်းတဏှီတွေကိုစိတ်ထားနိုင်အဲ့ဒါဥပိ္ပခာခွဲခြားပြီးတော့မမြင်တော့ဘူးသာတို့ဓာချမ်းပြီးတော့လိုက်နေတဲ့ဒီဒီမာမာနဲ့သားတော်ရဘူးခွဲခြားပြီးမမြင်ဘူးလူတွေချမ်းစိတ်ဓာတ်ကြီးကြီးဘာဖြစ်လို့မြတ်စွာဘုရားစိတ်ဓာတ်ကြီးကြီးလို့ဘုရားကလောဘမှာမရှိတာဒေါသမှာမရှိဘယ်လိုက်တယ်ဆိုတာလောဘလို့ဒေါသကိုပဲလိုက်တာလောဘဒေါသမောဟကပဲလိုက်တာလောဘစိတ်ပဲလိုက်ပြီးသံဃာကတိဒေါသဆိုရင်ပဲလိုက်ပြီးဒေါသကတိဗမာတိနဲ့လည်းပဲလိုက်တယ်မောဟကတိကြောက်လို့ပဲလိုက်တယ်ဒေါသကတိပဲရကတိဟောအဂတိ၄ပါးဆိုဒီမှာလောဘဒေါသမငြိမ်းတဲ့ပုဂ္ဂိုလ်တွေ
လောဘဒေါသရိပ်နိုင်မှုလို့ဆိုလောဘကခင်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ငြိမ်းနေဘယ်လားဖြစ်နေဒီပေါ်နေကြီးအမြဲတမ်းတိမှတ်ကြည့်နေနေတာဘုရားဆောင်ဒီဘက်ဆောင်လှုပ်ရှားခြင်းနဲ့ရှိတိမှတ်ကြည့်နေပါအဲ့လိုဖြစ်အောင်မေတ္တာကရုဏာမုဒိတာဆိုတဲ့တရားတွေပွားများပြီးတဲ့အဖြစ်အမြင်ဆုံးဖြစ်တဲ့ဥပေက္ခတရားပွားရအဲ့ဒီဥပေက္ခတရားပွားလိုက်ပြီဆိုရင်ဒီပုဂ္ဂိုလ်ကတကယ်သူတော်ရှင်ဖြစ်သွားအလုံးမြင့်မြတ်သွားပြီကြည့်ဒီမေတ္တာဆိုတဲ့နှလုံးသားကလည်းစိတ်လှုပ်ရှားမှုရှိနေတယ်သူအကျိုးစီးပွားတွေတတ်တော်တွေချမ်းသာကြပါစေဆိုတဲ့လှုပ်ရှားမှုတွေရှိကရုဏာနဲ့သနာတဲ့စိတ်ဆိုစိတ်လှုပ်ရှားမှုတွေတခုဘုရားကလည်းဝမ်းသာတာဆိုစိတ်လှုပ်ရှားမှုတွေတခုငြိမ်းချမ်းမှုအဲ့ဒါတွေကတရားစဉ်းစားကြည့်ပေါ်ကိုယ်စိတ်တွေကိုဝမ်းသာနေတာနဲ့စိတ်ဒီသနာနေတဲ့စိတ်ရဲ့ဝမ်းသာနေတဲ့စိတ်ရဲ့ဖြစ်တဲ့အခါမှာဘယ်လိုနေစိတ်ငြိမ်းချမ်းမှုရှိလှုပ်ရှားမှုတွေပါ emotion ရှိဥပိ္ပခာကြတော့ emotion ကလုံးဝမရှိတော့ဘယ်နဲ့ဖြစ်ငြိမ်းနေအဲ့လိုငြိမ်းနေတာပို့ပြီးတော့ဆင်တန်းနေတယ်ဆိုတိုင်းဒီမှာနေတဲ့အခါအဲ့လိုမေတ္တာပြုလို့ရဘူးလေဥပိ္ပခာနဲ့နေပါသစ္စာပြရွေးချယ်ရတဲ့နာမည်ကိုဒါဘယ်တရားဘယ်ဘာသာလို့ပြောတာမဟုတ်ဘူးလူတိုင်းရှင်းသုံးနိုင်တရားကြီးရှိတယ်နော်ဟုတ်ပါဗျာကဲနောက်တစ်ခုအဲ့တော့ဘုရားဟောတဲ့နေရာမှာခေါင်းကအမှန်တရားကိုရှာဖွေပြီးပေးတယ်ကိုယ်ဉာဏ်နဲ့ရှာလို့အဖြေတွေ့တယ်မကောင်းဘူးလို့ဖြေတွေ့ရင်ပဲကောင်းတယ်လို့ဖြေတွေ့ရင်ရှင်းသုံးဆိုတိုင်းဒီမှာနေတဲ့အခါမှာမေတ္တာကရုဏာမုဒိတာပြုလုပ်နိုင်တယ်။ဟောကိုယ်ဘောဒီလျှောက်ဖို့ရတယ်ညာလုံးတော့လူတယောက်ပဲလုံးတော့ဒါပေမဲ့ပြဿနာလေးတစ်ခုကကျန်နေတယ်။မဖြေရှင်းနိုင်တဲ့ပြဿနာကျန်နေတယ်။အားကျန်နေလို့အဲဘုန်းကြီးတို့တွေစဉ်းစားကြည့်။နာမဝါဆိုတဲ့ဖြစ်ပုံမှာဒီလိုလည်းကြတယ်သိပ္ပံနာနဲ့လည်းကြားရနာမဝါဆိုရှိတယ်ရှိတချို့အရှိဘူးဟောတယ်တချို့ရှိတယ်ဘာသာတရားတွေမှာနော်တချို့ဘာသာနာဝါရှိတယ်တချို့ဘာသာနာဝါရှိကဲရှိတယ်မရှိဘူးကိုလည်းသိတယ်ဘာလို့ကဲတချို့ဘာသာပြောတယ်အာဟုတုကိုလောက်ထားတဲ့အဟုတုတွေကကိုခံရမယ်လို့ပြောဒီတချို့ဘာသာကြတော့ကိုယ်ခံကြမလို့ထာဝရဘုရားရှိခိုးထောက်ပြီးတော့တောင်းပန်နိုင်လို့ရှိရင်အကုသိုလ်တွေကဆင်းဆိုတာတွေအကုန်လုံးတော့အဲ့ဒီလိုကိုယ်ဝဲချက်တွေရှိနေပြီပဲကြာမိမိတို့ကိုယ်ပိုင်ဉာဏ်နဲ့ခေါဏကလောဘဒေါသမောဟအလောဘဒေါသအမောဟကိုတွေးတော်ဆင်ခြင်လို့ဆင်ခြင်သုံးသပ်လို့ရတဲ့အဖြေကိုရနိုင်ပါမလားရနိုင်နော်တကယ်လို့ဘဝနောက်ဘဝကိုလွတ်ပြီးတော့ဖြေရှာနောက်ဘဝဖြေဖို့မှလည်းမဖြစ်ဘူးကိုလို့ရတဲ့အကုသိုလ်တွေယူခံရအောင်မှလည်းမခံဘူးအကုသိုလ်တွေကအကျိုးပေးတယ်လားမပေးဘူးလားဆိုတာဒီတက်တယ်လားအဖြေမထုတ်နိုင်ဘူးလေအဲဒီလိုအဖြေမထုတ်နိုင်တဲ့အခါမှာမြတ်စွာဘုရားတေချာတာလို့ဆိုပြီးမှအဖြေမထုတ်နိုင်တဲ့အခါကျတော့တေချာတဲ့လမ်းကိုရွေးခိုင်းတာဘယ်လိုရွေးလို့ကဲကောင်းပြီမာရီကွာလူတော်ကောင်းဖြစ်အောင်နေလိုက်လူတော်ကောင်းဆိုတဲ့စံနဲ့ကတ်ဒီကွာလူတော်ကောင်းဖြစ်အောင်နေလိုက်လူတော်ကောင်းဖြစ်အောင်နေလိုက်လို့ရှိရင်နောက်ဘဝရှိတယ်ဆိုရင်လည်း okay ပဲနောက်ဘဝကကောင်းတဲ့ဘဝရောက်နောက်ဘဝမရှိဘူးဆိုလည်း okay ပဲပါလို့ကောင်းတယ်ကွာအဲ့ဒါလည်းတော့မကောင်းဘူးလားဒီဘဝမှာကိုယ်ကိုလူကောင်းဖြစ်အောင်လုပ်ခြင်းဖြစ်နောက်ဘဝရှိရင်ကောင်းတဲ့ဘဝရောက်ဖို့တည်ရတယ်နောက်ဘဝမရှိဘူးဆိုတဲ့ခါဒီဘဝလူကောင်းတယ်။အော်တစ်ဖက်ကောင်းတဲ့လူတွေကဲအကုသိုလ်တွေတချို့အကျိုးပေးတယ်လို့ပြောတယ်တချို့ကလည်းconfession လုပ်လိုက်အကုသိုလ်ကအကျိုးမပေးဘူးလို့ပြောတယ်။ဒါကမှန်တယ်ကိုဆုံးဖြတ်တယ်မဆုံးဖြတ်နိုင်လို့ရှိရင်သိကြတာတော့အကုသိုလ်ဘယ်လိုပဲနေလိုက်တော့
ဟုတ်တယ်သူကလည်းသူများဆက်ကြလို့ရှိရင်ငယ်ကြီးတယောက်ကမရှိဘူးပြောတယ်ဆိုကဲမသာတဲ့နေလိုက်တော့မသာတဲ့နေလိုက်တော့အားဖြင့်ပုဂ္ဂိုလ်ကဒီဘဝမှာလည်းချမ်းသာတာနေရတယ်အကုသိုလ်ကအကျိုးပေးတယ်ဆိုရင်လည်းကိုယ်ကမတတ်တဲ့အတွက်ကြောင့်အကျိုးပေးတယ်မရှိဘူးဒီအကုသိုလ်ဆိုတာမရှိပါဘူးလို့ပြောတဲ့ပုဂ္ဂိုလ်ရတယ်ကိုယ်ကလုံးဝမလုပ်ကြတော့မလုပ်ချင်းကြောင့်လည်းကိုယ်မှမရှိဘူးအကျိုးမပေးခြင်းကြောင့်လည်းကိုယ်မှမရှိဘူးဟောနှစ်ဖက်နှလုံးကောင်းတာဟုတ်တယ်အကုသိုလ်ကိုယ်တိုင်ကလုံးဝမလုပ်တဲ့အတွက်ကြောင့်အကုသိုလ်ကအကျိုးပေးတယ်ဆိုလို့ရှိရင်ကိုယ်ကလုပ်တဲ့အတွက်ကြောင့်အကျိုးပေးပါဘူးဒီချို့ပုဂ္ဂိုလ်ရဲ့အကုသိုလ်ကအကျိုးမပေးပါဘူးအကုသိုလ်ဆိုတာမရှိဘူးဆိုလို့ရှိရင်အကုသိုလ်မရှိဘူးဆိုရင်ပုံမှန်ကြတာတော့ကိုယ်ကိုယ်တိုင်လည်းလုပ်လည်းမလုပ်ဘူးမရှိလည်းမရှိဘူးဆိုတော့တစ်ခါတော့မကောင်းဘူးလား။အဲ့ဒါကာလမတ္တမှာမြတ်စွာဘုရားဘဝခရီးမှာရွေးချယ်ရတယ်။မြတ်စွာဘုရားကငါတရားကောင်းတယ်လို့မဟုတ်ဘူးဘဝခရီးလျှောက်တဲ့အခါမှာတန်တရားဖြစ်เสียရင်ကျုံလို့ရှိရင်ဒီလမ်းကနေရွေးချယ်ပြီးတော့ရှားအောင်လုပ်ဖြစ်တယ်။အဲ့တော့ဘဝမှာငါဆက်လို့ဆက်အောင်ဖြစ်နေတယ်မလို့အခုမြတ်စွာဘုရားခင်းပြီးတော့ပြီးတာဩဝါဒလမ်းကြောင်းနဲ့ရှောက်လို့ရှိရင်ဒီတို့ဟာငရဲကြီးတယ်ငရဲမကြီးဘူးလားငါလောက်ကောင်းမလားမလောက်ကောင်းဘူးလားမေးတယ်ငါမှမလို့တော့ဟုတ်ကဲ့လောက်ကောင်းမလားမလောက်ကောင်းဘူးလားနဲ့မေးတယ်လေငါမှမလို့ဘူးအပြစ်ဖြစ်တာဆိုရင်မလောက်ကောင်းမလောက်ရဘူးဒီလောဘဒေါသမောဟနဲ့ရှင်ကောင်းအလောဘအဒေါသအမောဟနဲ့ရှင်ကောင်းလို့ကောင်းလို့ကောင်းအဲ့ဒီမျိုးရှိပြီးသဘာဝပဲမြတ်စွာဘုရားဟောတာသဘာဝကိုဟောတာမိဆိုတာတော့လည်းနေပေါင်း1500လည်းပူတာပဲဒီကလေးလည်းပူတာပဲနောက်လည်းပူအောင်ပါဘယ်သူတိုင်တိုင်ကြီးကတော့မှမသိဘူးပူစေမှာပဲမြတ်စွာဘုရားဟောတဲ့ဓမ္မဆိုတာ natural law the law of nature ဘယ်သူမှပြောင်းလဲဖြစ်လို့မရတဲ့သဘာဝတရားကြီးကိုမြတ်စွာဘုရားਇਸကာလဘုရားကတွေ့ဒီတရားဘုရားကခံစင်းတာဘောရမမြတ်စွာဘုရားဗုဒ္ဓအနေနဲ့ခံစင်းတာတခုမှမရှိဘူးသဘာဝတရားကိုသိမြင်တာတွေ့ရှိတာအဖြစ်တွေ့ရှိတာသဘာဝတရားကိုသိအဲဒီတွေ့ရှိချက်တရားဘုန်းကြီးတို့တွေနိုင်ကျင့်သုံးဖို့ဆိုပြီးကာလမတော်မြတ်စွာဘုရားဟောကြားတာဖြစ်ပါတယ်အဲဒီမြတ်စွာဘုရားဟောကြားတဲ့သုတ်တံကိုပဲရှင်းလင်းပြီးတော့ညမှာလို့ဘဝခရီးမှာရွေးချယ်ရမယ့်လမ်းလို့အမည်ပေးပြီးတော့ဟောတဲ့တရားဒီနေရာမှာပဲဒီဆုံးဖြစ်ပါတယ်။ဒါကြောင့်မို့မြတ်စွာဘုရားရွေးချယ်ပေးတဲ့လမ်းကနေလျှောက်ပြီးတော့ငြိမ်းချမ်းသာယာတဲ့နောက်ဆုံးမှာအေးချမ်းဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုယ်စီကိုယ်မှမြင်မောင်းနိုင်ကြပါစေကုန်။